Hello အားလုံးပဲမင်္ဂလာပါဒါကတော့ကျွန်မ2023ဒီဇင်ဘာတော့ငါစင်ကာပူသွားလိုက်ခဲ့တဲ့ခီးစဉ်လေးပါကျွန်မ Universal Studio ကိုသွားလိုက်ထားတာနဲ့ကျွန်မညဘက်ပေါ့နော်သူတို့မီထွန်းအလှဆင်ထားတာကိုသွားကြည့်ခဲ့တာလေဒီဗီဒီယိုထဲမှာပါပါမယ်ရှင်အဲ့တော့အပြာလေးအထုပ်လေးရင်ရွေးပါမယ်ကဲစီးဖို့ ready လားမပုတ်ကိုစီးဖို့ ready ပဲလားစီးမလားပြည်မီဒီယန်နေလောက်တယ်လောလောမျိုးရွေးရလို့ရပါတယ်အယောင်လေးနဲ့သူတို့ခွဲထားတာပါအဲ့တော့အုတ်ထုတ်ကိုတော်တဲ့အုတ်ထုတ်လေးဆွမယ်ဒီတော့မယ်အရင်ဆုံးတင်ပေးမယ်နော်တင်တာနားထောင်ရမယ်နော်ဘလို့စီးမလဲတင်ပါသိလားโอเคဒီမှာကြည့်မတခြားကလေးလည်းတယောက်တည်းစီးရကြည့်ဒီမှာကြည့်အနီလေးကိုကြည့်ဒီမှာနည်းနည်းရွယ်လူနီလေးကိုကြည့်那个西马掉家里，ရောစရာကြီးတားစီးရမှာ咱们来哪个西啊？ကျမတို့က၄ချိန်စီးတဲ့ဟာကိုရွေးခဲ့ပါတယ်သူကချမ်ပိုလို့ခေါ်ပါတယ်တက်ပုံလဲရိုက်တာလဲပါပြီးသားပေါ့နော်အဲ့တော့တစ်ချိန်နဲ့စီးရင်အဲ့ဒါမလုံလောက်ဘူးတစ်ချိန်နဲ့စီးလို့ရှင်နောက်တစ်ချိန်ထပ်စီးကျင်တယ်အဲ့ကြလက်မှတ်ဝယ်ကပို့ပြီးတော့ဈေးပိုများသွားမှာပေါ့နော်တစ်ချိန်ချင်းဝင်နေအဲ့တော့၄ချိန်စာကိုဝယ်လိုက်တယ်အဲ့တော့ပိုတက်တာတယ်ပေါ့နော်ကျမတို့အဲ့ဒါစီးရတော့အရန်ကြိုက်တယ်သူကအဲ့မှာလမ်းကြောင်းအခွဲလေးတွေရှိတယ်အဲ့တော့ကိုကြိုက်တဲ့လမ်းလေးကိုပထမတစ်ချိန်မှာဒီဘက်လမ်းသွားမယ်နောက်တစ်ချိန်မှာဟိုဘက်လမ်းသွားမယ်အဲ့လိုမျိုးလေးရွေးလို့ရတယ်ပေါ့နော်အဲ့တော့ဘေးနားမှာရှူရင်းလေးတွေကိုကြည့်ပြီးသွားအဲ့တော့အရန်မိုက်တယ်ရှင်Can I cross each other? Yes, cross. Yeah, we are cross each other. အဲ့တော့၄ချိန်စီးခြင်းအားနဲ့ချက်ကတော့တန်းပြန်စီးရတာပဲတစ်ခါပြန်စီးအနည်းဆုံး15မိနစ်လောက်ပြန်တန်းစီရတယ်အဲ့ဒါတော့မကောင်းဘူးကျွန်မအဲ့ဒီ၄ချိန်စီးတာနဲ့ပဲအဲ့တစ်ချိန်လုံးကုန်တစ်မနှလုံးကုန်သွားတော့ဖြစ်တယ်နော် You want me to accommodation? Not on your part. Oh my God, that's why I see you racing me back. You know, it's old. လက်ပုံလေးတွေရိုက်ပါလက်ပုံလေးကိုနေရာထဲမှာရိုက်ပေးလိုက်တယ်အဲ့တော့လက်ပုံလေးတွေကိုသူကဒီမှာအုတ်ထုတ်လေးပါစကန်လေးလုပ်လို့စကန်လေးတော့မှာစကန်လေးလုပ်ပေးလိုက်တာဒီမှာစကန်အုတ်ထုတ်စကန်ဖတ်လိုက်တာနဲ့လက်ပုံလေးတွေကကိုယ်ပုံတွေကထွက်လာပေါ့အဲ့တော့သူတို့ပုံရှားလွယ်ရပါတော့ဒီမှာဝင်ချင်းလေးပေါ့နော်ဝင်ချင်းဒီငါးလေးမှာtrolley လေးငါးလို့ရပါတယ်အဲ့တော့ကလေးလေးပါတယ်ဒီလိုနော်လူကြီးတွေတော့ပါတယ်ဝီရှက်သုံးနေတယ်ဆိုလို့ရှိရင်ဒီနေရာမှာငါးပါမယ်ဈေးကတော့နည်းနည်းများတယ်နော်ဈေးကတော့ဘယ်လောက်တင်ပေးရလဲဆိုတော့15ဘတ်ကအနည်းဆုံးเนาะအဲ့တော့ပေးရပါတယ် baggy item တွေအခက်ကျင်လဲရတယ်ဒါပေမဲ့ဈေးသားကြည့်ပါတယ်35$0 ရှိပါတယ်ရှင် You should all bow to me. All hail Lord Megatron.ဒီမှာနဲ့ကျမကရိုးတနန်းတစ်ကက်ကိုပဲဝယ်ခဲ့တဲ့ခါကျတော့ကျမတန်းနေအကြာကြီးစီရတယ်2နာရီခွဲစီရတယ်ဒီဇင်ဘာသွားလို့လည်းဖြစ်မှာပေါ့လေတကယ်လို့သင်က VIP pass ကိုဝယ်ခဲ့တယ်ဆိုလို့ရှိရင်အချိန်ကုန်အရန်တက်တာတယ်အဲ့တော့အကြံပေးချင်တာပတ်စံကုန်တာတော့မှန်ပေမဲ့အချိန်ကုန်အရန်တက်တာတဲ့ဒီ VIP pass ကိုပဲဝယ်သင့်တယ်လို့အကြံပေးပြရစီရှင်ဒါကတော့ transformer တွေကိုမစီးခင်ပေါ့နော် transformer right ကိုမစီးခင်အဲဒီတန်းစီနေတဲ့တဲမှာပြင်ဆင်လေးတွေရိုက်ထားတာပါYou will fail. Only me, the entire Nest unit, operating in tactical coordination. We intercepted a transmission from Megatron. Then send it through. Yes, sir, right away, sir. And so I'll assume that we're good on the other stuff. ဒီနေ့လာပြောမှလည်းကြားရတယ်အဲ့အလုံးပကံလုံးကြီးတော့ရှီကိုသွားအောင်နော်အဲ့ဒါစီးမှာတော့ဘယ်ချိန်မှာဘယ် show တွေရှိနေတယ်ဘယ်ဘက်ကိုပေါ့နော်သွားရမလဲဆိုတော့ direction တွေကိုသိဖို့ဆိုလို့ရှိရင် Universal Studio မြေပုံရှိပါတယ်အဲ့ဒီ application ကို down ပြီးတော့မှအဲ့တော့ကျမတို့ကဟိုတော့ up to date information တွေကိုသိနိုင်မှာဖြစ်ပါတယ်ဒါလေးကိုသွားတဲ့ခါကျရင် down ပြီးတော့ကြည့်နိုင်ပါတယ်ရှင် Central Peace Bazaar အဲ့တော့ဒီဇင်ဘာဆိုတော့စင်ကာပူကသွားလဲတဲ့နေရာပေါ့နော်သူတို့အရန်ပြင်ဆင်ထားတယ်အဲ့တော့ကျမတို့ကညဘက်ကိုကျမတို့မျိုးရည်နဲ့တွေ့ရင်ဒီနေရာလေးကိုဒီမီထွန်းပွဲတော်လေးကိုလာပြီးတော့ enjoy ဖြစ်ခဲ့ပါတယ်ရှင်အေးပါမင်းသမီးကပါတော့အမလေးရမ်းလာသွားပြီနော်သမီးလေးကရမ်းလာပါ
လေးလောက်တာဟုတ်အဲ့ဒီနားလည်းသွားကြည့်ရမှာရအာလေးဘယ်လိုလုပ်နေတာအာ 多少天文年嘛，家是。 ဗီဒီယိုလေးပါရှင်ဒီမှာကြည့်ပါဦးအနောက်ကရှင်းပြလေးကကြည့်နော်စကဝေးရတယ်ဒီပါလာလေ ဘယ်ဟောယူလာမယ်နော်ဟာဟုတ်တယ် ဝိုင်းရဲ့ဆွဲကို အကလေးလေးကကြိုက်တာပဲလားဟာလွတ်သွားတယ်ကွာအော်ဒီတော့မထော်လာလာလေတရိုးတက်လိုက်တဲ့နေမဟုတ်ပဲနဲ့ तू ဟိုလိုပြေးပြေးရလေလက်တုံးပုံစံနဲ့ပြေးနေရတယ်ဟုတ်မှာစဖီပဲနောက်တစ်ခါ Escape the sound of the night. အေးဟုတ်တယ်အနီးမကြည့်ဘူး Cause you were only yours as လာရလာရဟာ since they ကျေးဇူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုများမှာပြန်တွေ့ပါမယ်ရှင် bye bye